တော်ကိုမချစ်လဲကျွန်တော်သူ့ကိုချစ်တယ်အပြင်မှာမတွေ့ရရင်လဲကျွန်တော်သူ့ကိုချစ်တယ်တန်လေးအောင်ကြားရရင်လဲကျွန်တော်သူ့ကိုချစ်တယ်ဘာဖြစ်လို့ချစ်လဲချစ်လို့ချစ်တယ်ဘာလို့ချစ်လဲဆိုတာကိုတော့ဘုံတော့ကတွေးမရတယ်မြင်ချင်းချစ်မိတာလားလို့ချို့တွေကမေးကြတယ်ဟုတ်ကဲ့ရပါဘူးအမြင်စမ်းနဲ့ချစ်မိတာလို့အားလုံးကိုဖြေပြတယ်ကျဲရီတော့ကြွေကြတယ်ချို့ကတော့တိုက်ဆိုင်မှုဆိုပြီးတာမန်တိုင်းပဲနေကြတယ်ကျွန်တော်သိပါတယ်ကျဲရီဘာကြောင့်မြေခတ်လဲအဲ့ပြောနေတဲ့နှလုံးသားကိုဝမ်းပေါ်မှာနိုးဆွာခဲ့ခြေထဲမှာတွေးကြရုံနဲ့နှလုံးသားကနိုးထားတယ်ကျွန်တော်သူ့ကိုချစ်တယ်အဲ့ဒါကရိုးသားတယ်သူယုံကြည်လာဖို့အဲ့ဒါကဆိုးရွားတယ်ခြေထဲမှာပဲကျွန်တော်ပဲလို့ကြိုးစားမလဲခမိုက်မိုက်စာသားတွေကိုသူကြိုက်လာအောင်ထိုးချတယ်ချစ်တွေနဲ့ထပ်တူနေရာတွေက